မင်္ဂလာပါရှင်မာသာဖုစတာကမီလီမီတက်ပေးမှကြိုဆိုပါရစေယခုတက်ခါတင်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ပန်းသီးကိုစားသုံးပေးခြင်းဖြင့်ရရှိမဲ့ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1အချက်ကတော့ပန်းသီးစားခြင်းဟာကိုယ်အလေးချိန်လျှော့ချစေပါတယ်ပန်းသီးမှာကယ်လိုရီပါဝင်မှုနည်းတာကြောင့်အဝလွန်သူတွေအတွက်ကိုယ်လေးချိန်လျှော့ချစေတဲ့အတွက်ကြောင့်စားသုံးဖို့အထူးသင့်လျော်တဲ့အသီးတစ်မျိုးပဲဖြစ်ပါတယ်။ပန်းသီးဟာဆိုရင်ခန္ဓာကိုယ်အတွင်းရှိမလိုအပ်တဲ့အဆီပိုတွေကိုလည်းဆုပ်ယူပေးနိုင်စွမ်းအကောင်းဆုံးဖြစ်ပါတယ်။နံပါတ်1အချက်လေးကတော့အိုမင်းရောမှုကိုကာကွယ်ပေးပြီးတော့အသားရည်ကိုလှပစေပါတယ်။ပန်းသီးကိုနေ့စဉ်စားသုံးပေးခြင်းဖြင့်အသားရည်ကိုဝင်းဝါဆူပြေစေပြီးလှပနေမှအသေးအချပါပဲ။ပန်းသီးဟာနေရောင်ခြည်တန်းကြောင့်အသားရည်ပျက်စီးခြင်းကိုလည်းကာကွယ်ပေးပါတယ်။ပန်းသီးကိုနွားနိုးနဲ့ဖြော်ပြီးပုံမှန်တောက်သုံးပေးရင်အသားရည်ကိုကြည်လင်ဝင်းပစေပြီးတော့ငယ်ရွယ်နှုတ်ပြိုခြင်းကိုလည်းပိုင်ဆိုင်ရရှိနိုင်မှာဖြစ်ပါတယ်။နံပါတ်3အချက်ကတော့ပန်းသီးဟာနှလုံးကျန်းမာရေးကိုအထူးကောင်းမွန်စေပါတယ်။ပန်းသီးဟာနှလုံးရောဂါဝေဒနာရှင်တွေအတွက်တန်ဖိုးရှိတဲ့အသီးတစ်မျိုးပဲဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုကိုအားကောင်းစေပြီးတော့နှလုံးကိုလည်းအထူးကျန်းမာစေပါတယ်။နံပါတ်4အချက်ကတော့ပန်းသီးဟာကင်ဆာရောဂါကိုလည်းကာကွယ်ပေးပါတယ်။ပန်းသီးကိုနေ့စဉ်စားသုံးပေးခြင်းဟာကင်ဆာရောဂါကိုကာကွယ်ရာရောက်တယ်လို့ဥမာကြီးကင်ဆာဖြစ်ပွားမှုကိုလည်းထိန်းချုပ်ပေးပါတယ်။နံပါတ်5အချက်လေးကတော့ပန်းသီးစားသုံးခြင်းဖြင့်မှန်ဉဏ်ကောင်းပြီးအုံနောက်ကိုကျန်းမာစေပါတယ်။ပန်းသီးစားသုံးခြင်းဖြင့်အုံနောက်အတွင်းမှာရှိတဲ့ဆဲများအားကောင်းစေပြီးတော့မှန်ဉဏ်အားကောင်းစေတာကြောင့်နေ့စဉ်စားသုံးပေးမိဆိုပါကအထက်ပါအကျိုးကျေးဇူးများကိုရရှိမှာဖြစ်ကြောင်းမျှဝေပေးလိုက်ပါတယ်။တန်ဖိုးရှိတဲ့ဗဟုသုတစာပေများကိုဖတ်ရှုလေ့လာခြင်းရင်တော့ကျမတို့ရဲ့ YouTube Channel လေးကို Like and Subscribe ပြုလုပ်ဖို့မမေ့ပါနဲ့နော်။ကြည့်ရှုအားပေးနေကြတဲ့ပရိသတ်ကြီးအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။